middle consonant နဲ့ long vowel တွေနဲ့ပေါင်းတဲ့အခါသူက mid tone အတန်ထွက်ပေးရမှာဖြစ်ပါတယ်အလေတန်ဖြီးလေးတွေကိုခရူတို့ကတရအရှည်လေးတွေနဲ့ပေါင်းရင်အတန်ထွက်ကလေးတွေကိုတပြေးညီ mid tone အတန်လေးတွေထွက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ခရူကဒီမှာဖြီးလေးတွေနဲ့ပေါင်းပြီးထွက်ပြပေးပါမယ်ဓမ္မဆိုခရူတို့ဒီမှာတောတောင်နဲ့အာတရနော်တောတောင်နဲ့အာတရနဲ့ပေါင်းနေဆိုရင်တာနောက်တစ်ခုဘောဘမိုင်းနဲ့ပေါင်းမယ်ဘာတစ်ခုခရူပေါ်ပလာနဲ့ပေါင်းမယ်နော်ပေါ်ပလာနဲ့အာနဲ့ပေါင်းမယ်ပေါ်ပလာနဲ့ပေါင်းမယ်ပါနောက်တစ်ခုခရူအော်အန်နဲ့ပေါင်းမယ်နောက်ဆုံးအဲ့တော့ဒီမှာဆိုရင်နော်အာနောက်ထပ်တရလေးကခရူအီတလားနော်အဲ့တော့တာအီတီဘာအီဘီပါအီပီအာအီနောက်ခေါ်ကြတော့ခရူတလားနော်အဲ့ဒါဆိုတော့တာတဘာဘူပါပအာလိုမျိုးတတ်ထားမှာဖြစ်ပါတယ်ရှင်နောက်ထပ်တရလေးကခရိုကဒီဦးတရလေးပေါ့နော်အဲ့တော့တာဦးတူနောက်တစ်ခုကကြတော့ခရိုဘာဦးဘူးပါဦးပူအာဦးလိုမျိုးတတ်ထားမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ခရိုအေတရနော်အဲ့တော့တာအေတေဘာအေဘေပါအေပေအာအေလိုမျိုးတတ်ထားမှာဖြစ်ပါတယ်ရှင်နောက်ခွက်ကြောက်ခရိုအဲတလားနော်တာအေတေဘာအေဘေပါအေပေအာအေလိုမျိုးတတ်ထားမှာဖြစ်ပါတယ်နောက်ခွက်ကြောက်ခရိုအိုတလားနော်အတောင်ရှေ့ဆွဲမယ်အိုအဲ့တော့တာအိုတိုဘာအိုဘိုပါအိုပိုအာအိုမျိုးမျိုးတတ်ထားမှာဖြစ်ပါတယ်ရှင်နောက်ခါကျခရိုအောတလားဟုတ်တယ်နော်အဲ့တော့တာအောတောဘာအောဘောပါအောပေါ်အာအောလိုမျိုးတတ်ထားမှာဖြစ်ပါတယ်ရှင်အဲ့တော့ခရိုဒီမှာဆိုရင်နောက်ထပ်တရလေးကအဲ့တော့တာတောဘာဘိုင်ပေါ်ပါပေါ်အာလိုမျိုးတတ်ထားမှာဖြစ်ပါတယ်တော့ဖြစ်တဲ့နေရာနေတော့ခတ်ပါတယ်နောက်ပိုင်း focus ကလေးနဲ့တွဲပြီးကြက်လိုက်တော့အတန်းထွက်လာအဆင်ပြေသွားမှာပါနောက်ထပ်တရလေးကျတော့အီယာတာအီယာတီယာဘာအီယာဘီယာပါအီယာပီယာအာအီယာလိုမျိုးလေးတန်းထားမှာဖြစ်ပါတယ်နောက်ကျတော့တရတာတူဘာဘူပါပူအာတာတူဘာဘူပါပူအာလိုမျိုးလေးပဲအတန်းထားမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ခရိုးမှတ်ထားရမှာကအလဲတန်ဒီလေးတွေကိုလောင်းပါဝဲတရအရှည်လေးတွေနဲ့ပေါင်းလိုက်တဲ့အခါသူတို့ရဲ့အတန်းတော်ကလေးတွေကို mid tone တပြင်းကြီးအတန်းလေးထွက်ပြရမှာဖြစ်ပါတယ်ရှင်